ပညာရှိပေမဲ့မမတက်နဲ့ဇလန်းတိုလေးကိုရိုက်ခတ်ပတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။တနေ့မှာဦးပေါ်ဦးနေတဲ့မြို့ကိုပညာတက်တစ်ယောက်ရောက်လာတယ်။အဲ့ဒီလူကစာပေတက်ကဗျာတက်နှက်ခတ်ပေတာတောင်ကျွမ်းတယ်။ဒါပေမဲ့သူ့မှာအကျင့်ဆိုးတစ်ခုရှိတယ်။ဘသူကိုမဆိုအထင်သေးပြီးငါလောက်သိတဲ့သူဒီမြို့မှာမရှိဘူးလို့အမြဲပြောတတ်တယ်။လူတွေကမခံနိုင်တော့ပဲဦးပေါ်ဦးကိုသွားတိုင်ကြတယ်။နောက်တစ်နေ့မင်းကြီးရှေ့နန်းတော်ထဲမှာပညာတက်ကြီးကဂုံယူဝင့်ကြွားစွာနဲ့ပြောနေတယ်။ကျွန်တော်မဖြေနိုင်တဲ့မေးခွန်းမရှိပါဘူး။အဲ့ဒီအချိန်ဦးပေါ်ဦးကရှေ့ထွက်လာပြီးဒါဆိုကျွန်တော်မေးမဲ့မေးခွန်းလေးတစ်ခုဖြေပေးပါလို့ပြောတယ်။ပညာတက်ကြီးကရေပြီးမေးပါဦးပေါ်ဦးကမေးလိုက်တယ်။လောကမှာအကြီးဆုံးအိုးကဘာအိုးလဲ။ပညာတက်ကြီးစဉ်းစားတယ်။ထမင်းအိုးလား။ရေအိုးလား။ရွှေအိုးလား။စဉ်းစားလို့မရဘူး။နောက်ဆုံးမသိပါလို့ဝန်ခံလိုက်တယ်။အဲ့ဒီတော့ဦးပေါ်ဦးကပြုံးပြီးလောကမှာအကြီးဆုံးအိုးကအမောက်အိုးပါ။နန်းတော်တစ်ခုလုံးတဟားဟားရေကြတယ်။ဦးပေါ်ဦးကဆက်ပြောတယ်။ပညာရှိတာကောင်းပါတယ်။ဒါပေမဲ့ပညာကုံမောက်လာရင်အဲ့ဒီအမောက်အိုးထဲမှာကိုပိတ်မိသွားတတ်တယ်။ပညာတက်ကြီးလည်းမျက်နှာနီသွားပြီးခေါင်းငုံလိုက်တယ်။မင်းကြီးကလည်းသဘောကျပြီးတကယ်ပညာရှိဆိုတာသူများကိုအထင်မသေးတဲ့သူပဲလို့မိန့်တော်မူတယ်။